ဆိုရင်ဤဝေမျက်ရည်ပွင့်များလေမမျောလွင်စိတ်ထားရာဇဝင်အဓိပတိလမ်းမှာသူစုံဝေးလို့နွမ်းငါချွေပြန်လာမယ့်ရကမသိနိုင်